home မှာတွေ့လာ Novotel Hotel အဲ့ဒီတော့မဆန်းဆိုင်နဲ့တူလိုက်ခဲ့အောင်နော်မင်္ဂလာပါရှင် Thailand New Web ဘာကတင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက် Sunshine Inspection ဝင်မဲ့ hotel ဒီကတော့ပတ်သူနားမှာရှိတဲ့ Novotel Hotel ကြီးဖြစ်ပါတယ်နော်ကဲအခုအဲ့ဒါဝင်ကြမယ်နော်အခု Sunshine ကိုဒီ Novotel Hotel က Chief Manager နဲ့အရင်ဆုံးမိတ်ဆက်ပေးမယ်နော်สวัสดีค่ะคุณกิตตี้ค่ะรบกวนแนะนำตัวเองให้ผู้ชมของเราหน่อยค่ะค่ะกิ๊กนะคะเป็นเซลล์ที่ดูแลของโรงแรมโนเทลแพลตินัมค่ะสวัสดีค่ะအခုဆိုရင်မဆိုင်ဆိုင်တို့အပေါ်မှာရှိတဲ့အခန်းကြီးအကုန်လုံးကိုလိုက်ပြီးပြသပေးမယ်နော်ကဲတော့ကြမယ်မင်္ဂလာပါရှင်အရင်ဦးဆုံးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်နော်ပထမဆုံးအနေနဲ့ Thailand Anywhere ရဲ့ရုံးခန်းလေးတွေနဲ့ညီတော်မိတ်ဆက်ပေးပြရစီ Thailand Anywhere ရဲ့ရုံးခန်းလေးတွေကတော့ကံကောင်းရန်ကုန်နဲ့ခန်းလေးမှာတည်ရှိနေရဖြစ်ပါတယ်နော် Thailand Anywhere Company အနေနဲ့ထိုင်းနိုင်ငံတနင်္သာရီမှာရှိတဲ့ hotel ဝင်ကြီးလက်မှတ်ပေါင်းစုစုပေါင်း200ကျော်နဲ့ driver မှာရယူပြီးသားလည်းဖြစ်ပါတယ်ရှင်Thailand Anywhere ရဲ့ website လေးမှာလည်းဝင်ရောက်ပြီးတော့ product တွေကိုအသေးစိတ်လေ့လာနိုင်ပါတယ်နော် Thailand Anywhere ရဲ့ page လေးကို like and follow လေးလုပ်ပေးဖို့လည်းမမေ့ကြဖို့တောင်းဆိုချင်ပါတယ်ရှင် Thailand Anywhere မှာရရှိနိုင်တဲ့ product တွေကတော့ hotel booking ဝန်ဆောင်မှုကားငှားဝန်ဆောင်မှုနဲ့ဝင်ကြီးလက်မှတ် flight ticket စတာတွေဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်အခုအမားတို့အရင်ဆုံးပြသပေးမှာကတော့ဒါ Superior အခန်းအမျိုးအစားလေးဖြစ်တယ်ပေါ့နော်အခုအမားတို့အသေးစိတ်လေးကိုရိုက်ပြပေးပါမယ်ရှင်အခုဆက်ဆက်နဲ့ထပ်ပြပေးမှာကတော့ family အခန်းဖြစ်ပါတယ်နော် Novotel Hotel ရဲ့ family အခန်းလေးပါအသေးစိတ်လေးရိုက်ပြပေးမယ်နော်ဒီအပြင်ဘက်မှာကျတော့ဒီဘက်မှာဘာရှိမယ်ဟိုဘက်မှာကတော့ရေကူးကန်လေးရှိမယ်ပေါ့နော်ဒါလုံးဝကွက်တီကိုတော့ဖြစ်နေပြီနော်အဲ့တဲ့တော့ဒီဖုန်းဝါရဲ့ဒီအပြင်ဘက်လေးတွေမှာဆိုရင်ပေါ့နော် private party လေးတွေလုပ်ချင်တဲ့သူတွေအဲ့တဲ့တော့တွေအတွက်ကဒီမှာ private party လေးတွေလည်းဒီမှာစီစဉ်လေးတယ်ပေါ့နော်ဒီပြင်နေရာလေးမှာအခုမဆက်ဆိုင်တို့ဒီကသူ့ရဲ့ signature drink လေးတစ်ခုနဲ့ဒီ sales manager အခန်းနဲ့ဆိုတာဒါလေးကိုပြီးသွားလိုက်ကြမယ်နော်ကဲအခုဒါကတော့ Novotel Hotel ရဲ့ဒီ dining hall ပေါ့နော် breakfast ထားရတဲ့နေရာလေးပါဒီဘက်ကနေပြီးတော့ဟိုးဘက်အထိရှိပါတယ်မနက်6နာရီကနေ10နာရီခွဲအထိပေါ့နော် breakfast time လေးကတော့ဒီ Novotel Hotel မှာဆိုရင်သူက breakfast ကပေါ့နော်ဒီ Chinese food ကောဒီ Thai traditional food European food Indian food နောက်ဆုံးဒီ halal station ဆိုပြီးတော့ဒီ Islamic အတွက်ပါ food ဆိုပြီးတော့မှဒီလိုမျိုးခွဲပေးထားတာပေါ့နော်အမျိုးမျိုးကိုရရှိနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်
ဒါကတော့ဒီ Novotel Hotel က meeting ခန်းပေါ့နော် meeting ခန်းစုစုပေါင်း5ခန်းရှိရယ်မဆိုင်ဆိုင်တို့ဒီခန်းလေးကိုရိုက်ကြလိုက်မယ်နော်โอเคအခုဆိုလို့ရှိရင်တော့ Novotel Hotel လေးအကြောင်းလေးပြည့်ပြည့်စုံစုံသိပြီလို့ပြောထားပါတယ်နော်မဆိုင်ဆိုင်လုံးနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးဆုံးပါမယ်